မမင်္ဂလာပါဒီနေ့မှာကတော့ဒီလှေကားတို့ဓာတ်လှေကားတို့ဆက်လှေကားတို့စသဖြင့်အဲ့ဒါလေးတွေကိုပေါ့နော်ခေါ်တာတွေဘယ်လိုကွဲလဲဆိုတာကိုအတူတူလေ့လာသွားကြပါမယ်နံပါတ်1ကကြတော့ဗာလဲဆိုလှေကားဆိုတာက ladder ပေါ့နော်လှေကား ladder ဆိုတာကကြတော့ဘာကိုပြောရလဲဆိုတော့သူကဒီရွေ့ရွှေ့လို့ရတဲ့ဟာကိုပေါ့နော်ladder လို့ပြောတယ်ပြီးရင်ကကြတော့ဒီအများရန်ဒီ fix ဖြစ်နေတဲ့အိမ်မှာပေါ့နော်ရှိရဟာတို့ဘာတို့ပေါ့နော်ပြီးရင် hotel တွေမှာရှိရဟာတို့fix ဖြစ်နေတဲ့ဟာကိုဒီလိုပုံစံမျိုးကိုကကြတော့ဘယ်လိုပြောလဲဆိုတော့ stairs လို့ပြောတယ်ပေါ့နော်လေကားလို့ပြောတယ်ပြီးရင်နောက်တစ်ခုကကြတော့ဓာတ်လေကားကိုကကြတော့ဘယ်လိုပြောလဲဆိုတော့ elevator ပြီးရင် step လေကားကိုကကြတော့ဘယ်လိုပြောလဲဆိုတော့ escalatorโอเคပြီးနောက်တစ်ခုကကြတော့ဒီလမ်းလျှောက်ဆက်နဲ့လမ်းလျှောက်တဲ့ဟာပေါ့နော်ဒီတိုင်းလေးလမ်းလျှောက်တဲ့ဟာကကြတော့ဘယ်လိုပြောလဲဆိုတော့ travelator လို့ပြောတယ်ပေါ့နော်โอเคအားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ရက်ဒီမှာအတူတူဆက်ပြီးလေ့လာသွားပါမယ်